မင်္ဂလာပါရှင် Emily Pocket ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Emily ကကလေးလိုချင်တဲ့လူတွေအတွက်အတူနေလို့ရမယ့်ရက်ရွေးချယ်ခြင်းတနည်းအားဖြင့်မျိုးဥကျွေတဲ့ချိန်အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်အမျိုးသမီးတွေရဲ့မျိုးဥကျွေချိန်ကတတိအောင်မှုအတွက်အကောင်းဆုံးချိန်လည်းဖြစ်ပါတယ်မျိုးဥကျွေပြီးတော့14ရက်မြောက်ကရာသီစလာတဲ့ရက်ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့28ရက်တခါပုံမှန်ရာသီလာတက်တဲ့အမျိုးသမီးတွေဆိုရင်14ရက်မြောက်ကမျိုးဥကျွေတဲ့ရက်ဖြစ်ပါတယ်26ရက်ကနေပြီးတော့32ရက်ရာသီစုံဝင်ပုံမှန်ရှိတဲ့အမျိုးသမီးတွေအတွက်ဆိုရင်တော့အကျန်းအားဖြင့်10ရက်မြောက်ကနေပြီးတော့20ရက်မြောက်အထိကအမျိုးသားနဲ့အတူနေတဲ့ရက်တွေပဲဖြစ်ပါတယ်ဒါဆိုရင်အမျိုးသမီးတွေအနေနဲ့ပေါ့နော်မျိုးကျွေတဲ့အချိန်ကိုသိနိုင်တဲ့အချက်တွေကိုပေါ့နော်အမလီကထပ်ပြီးတော့ပြောပြပေးပါမယ်ရှင်ပထမဆုံးအနေနဲ့မိမကိုကနေပြီးတော့ပုံမှန်ထက်ချွဲပြစ်တဲ့အဖြူရောင်အရေးကြီးပေါ့နော်ထွက်နိုင်တယ်နောက်တစ်ခါကိုအပူချိန်အနည်းငယ်တက်နိုင်တယ်ပေါ့နော်69 degree Fahrenheit လောက်ထိတက်နိုင်တယ်ဒါကြောင့်မို့လို့နေ့စဉ်ပေါ့နော်ဖျားနေတဲ့အချိန်ကနေလွယ်ပြီးတော့ကိုအပူချိန်တိုင်းတာမှတ်သားပြီးတော့မျိုးဥကျွေတဲ့အချိန်ကိုခက်မှန်သိရှိနိုင်တယ်ပေါ့နော်ဆိုတော့တိုင်းတာတဲ့ပုံကလည်းရိုးရိုးရှင်းရှင်းလေးပါပဲနေ့စဉ်နက်နက်အိပ်ရမထမီပေါ့နော်အနည်းဆုံးတော့3နာရီအိပ်ဆက်ပေးရမယ်ပေါ့နော်အဲ့ဒါပြီးရောမှသာမိုမီတာနဲ့ကိုပူချိန်တိုင်းပြီးတော့သိရှိနိုင်ပါတယ်နောက်တစ်ခါမျိုးဥကျွေတာကိုစစ်ဆေးပေးတဲ့ကိရိယာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါတွေနဲ့လည်းစစ်ဆေးသိရှိနိုင်ပါတယ်ရှင်ဒါဆိုရင်အမျိုးသားတွေအနေနဲ့ပေါ့နော်အမျိုးသားတွေအနေနဲ့ရက်ရွေးပြီးတော့မနေထိုင်ခင်မှာအားရှိမဲ့အစားအစာတွေစားသုံးတာအိပ်ရီဝဝအိတ်တာအရက်စေးလိတ်ရှောင်တာတွေစိတ်ဖိစီးမှုလျှော့ချတာတွေပြုလုပ်ပေးတဲ့နေပေါ့နော်နောက်တစ်ခါတုပ်ပိုကိုထိခိုက်စေနိုင်တဲ့အပြုမှုတွေဖြစ်တဲ့ကက်ပဲ့အိတ်ကိုပူစေတဲ့အရာတွေနဲ့ပေါ့နော်ထိတွေ့တာတွေကိုလည်းရှောင်ရှားပေးရပါမယ်ရှင်ဆိုတော့နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်